တော့ဒီနေ့က30ရက်နေပေါ့နော်အဲ့လိုလဲပိတ်တော့အဲ့ဒါလည်းပွဲတစ်ပွဲသွားကြည့်လို့ပေါ့ပွဲကတော့4နိုင်စာဒါပေမဲ့ခုတော့4နိုင်ပဲတော့ဖြစ်နေတယ်သွားကြည့်လို့ပါပွဲလဲဆိုရင်တော့ချက်လိုက် show လိုက်ပေါ့နော်ပေါ်လိုက်အောင်ပဲကားတော့ပိတ် share ပဲevent ပဲဖြစ်ပါတယ်ဒီဟာက GDM Leader Central Rama 9မှာပြုလုပ်တဲ့ GDM Leader ပွဲပါဒီပွဲကိုဒါကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်86မ86ဒါလည်းတော့လာကြမှာဘောရပါတော့ရဲ့ဆန်ဒီကနေ့ကျွန်တော်မြန်မာနိုင်ငံမှာတော့ဒါအနေချင်းရှိတယ်ရှိုးလာနော်သူ line တွေ promo တွေဟိုဒါဆိုတော့ရှိုးလာအောင်ဒါပါဒါလည်းတင်တာပဲဗျာမှာ line တွေစောင်းမိုက်တယ်ဗျာဒါ Civic ပေါ့နော်ဒါ Honda Civic ကျွန်တော်မြန်မာပြည်မှာမရှိတဲ့ဟာမျိုးဒါပြမယ်ဗျာဒါ Honda Civic model အဖြစ်ဆိုရင်ဒီကောင်က19မိုင်20လောက်ဖြစ်သွားပြီပေါ့နော်ဒီရုပ်ကဒါလုံးဝမီးတွေပါသူပြောင်းလာတာဗျာနှစ်ဘက်လည်းလှကျွန်တော်ထူးခြားတာပြမယ်အနောက်ကဒီမှာကြည့်သူက design လေးလိုဖြစ်သွားတာဗျာတွေ့လားလုံးဝ design က Honda Civic ကိုမှဒါ coupe design လေးပေါ့နော်မ Vintage Tower တဲ့ပါဒီလို coupe design ကဘာလို့ပြလဲဆိုရင်ကျွန်တော်မြန်မာပြည်မှာဒီလိုကားတွေကနည်းပါတယ်ကျွန်တော်မြန်မာပြည်မှာကစလုံးတွေပဲများတယ်ဗျာဒီလိုမျိုး coupe design ကနည်းတယ်ကျွန်တော်စိတ်ဆိုတော့ဒီ first gen ဒီ Civic ကို inspire ယူပြီးတော့ဒါနောက်ပြန်ထုတ်ထားတဲ့ design မျိုးပေါ့နော်ဒီကားတွေကကျွန်တော်တို့မြန်မာပြည်မှာတော့နည်းပါတယ်ဒီဘက်ထိုင်းနိုင်ငံမှာတော့အများကြီးပဲပေါ့နော်ဒီလို coupe တွေကတော့ဟိုဘက်ကတော့ Vezel Vezel ဆိုတာကဒါကျွန်တော်တို့မြန်မာပြည်မှာလည်းရှိပါတယ် Vezel ဒီနိုင်ငံမှာတော့ HRV ဆိုပြီးတော့အများဆုံးတွင်းနေပေါ့နော်ဒါ Vezel ကတော့ဒါ GDM ကားပေါ့ဒီကားကတော့အဲမှာစင်လာတာဒါ Notch ဟိုချိုးလာချက်ရှိုးလာအောင်နော်အမချက်ရှိုးလိုက်အဲမှာလည်းနော်လုံးဝတန်းနေချုပ်တန်းနေတယ်ဟိုရှိုးလာအောင်ဒီတို့ဟို steering ကိုရှိုးလိုက်Vezel ဆောင်းရမ်းမိုက်တယ်ဗျာစင်လာတာရှိုးလာအောင် HRV ပေါ် Vezel လေးတော်ကြီးကိုမိုက်ပါလေချက်ရှိုးလိုက်ဟိုlookကိုရှိုးလိုက်ဒီ Civic အတွင်းလေးကိုချက်ရှိုးလိုက်လုံးဝမှာ rear code မှာစင်လာနော်လုံးဝ share ပဲဒီနောက်မှာဆိုဒီချုပ်တန်းနေထည့်ထားတယ်ဒါသူတို့ drift တွက်နေမှာပေါ့နော်အဲမှာဆိုလည်းရှိုးလိုက် interior ကိုဟိုမှာချက်ရှိုးလိုက်ဒါ LV ဒါကကျွန်တော်တို့ဟိုပါလဲစီနီကာရဲ့ပထမဦးဆုံးမျိုးဆက်လို့ပြောရမလားဒီမှာ LV design နဲ့ Supreme ပေါ့နော် Supreme နဲ့ LV collaborate design မျိုးလုပ်ပေးတာချက်ရှိုးလိုက်ပါစောင်းရဲမိုက်တယ်ဗျာကြည့်ရတာစီနီကာဟောမှာစီနီကာချက်ရှိုးလိုက်မှာအိတ်စောရှိုးလိုက်ဒီလိုဟိုမှာဒါ Brian ရဲ့ပထမဦးဆုံးစီးတဲ့ကားပေါ့နော်ဒါ Brian ပထမဦးဆုံးစီးတဲ့ကား Eclipse ပေါ့ Mitsubishi Eclipse ဟိုဘက်မှာဒါ Brian ကားတွေပဲဗျာသိရမလား Brian ကြီးတော့တရိယာဝိုင်းဟိုဘက်က Supra နဲ့ဒါက Mitsubishi Eclipse တောင်ရမ်းမိုက်ရနော်ဘေးဘက်လည်းတစ်ချက်ပြပေးမယ်ပါချိုးလိုက်အောင်ကျွန်တော်ရုပ်ရှင်တွေကဒီဇိုင်းပဲဗျဆင်ထားတာတော့ဒီကိုရီးယားအလွိုင်းတွေကအစပေါ့နော်ကျွန်တော်နောက်လေးတစ်ချက်ပြပေးမယ်ဟိုဒီမှာ clip ဒီကားတွေကကျွန်တော်တို့အပြင်မှာမြင်မှုဗျာတဲ့မှာဒီမှာ Sparaco Bayside ကင်းနေတယ်ကွာ Supra ဒါကတော့ဒီဘက်တစ်ချက်ပဲရှိသေးတယ်ဗျာသူကဒီ6လွာကြီးတစ်လွာလုံးသူကလှုပ်ထားတာဗျာစောင်းရဲမိုက်တယ်ဗျာကျွန်တော်ဒီဘယ်ဘာကားကြီးရှုံးနေဆိုတာဆက်ပြပေးမယ်ညီကိုတို့စောင်းရမ်းမိုက်တယ်နော်ချက်လိုက်ကြည့်လိုက်ဟိုဒီပြလေးတော့ဘယ်လောက်လှလဲချက်ရှိုးလိုက်တာလားသူကမာချန်တိုက်စီရောင်းတာတင်တယ်ပေါ့ချက်တော့ကြည့်လိုက်
NH လို့ရုပ်ကလေးနဲ့ဘာကားလေးတွေတော့မသိဘူးအင်ဂျင်ဘော်တော့660ပဲရှိတယ်ဒီကားလေးကလုံးဝဆောင်းတော့မပြည့်ဘူးเนาะဒါမှလုံးဝကွန်ဘတ်ကားလေးဗျာဒါတော်တော်မိုက်တယ် interior တွေကကြည့်လို့ရတယ် interior တွေကပြပေးတာတယ်ဒါ auto gear ပဲ 5 speed automatic ပဲပေါ့เนาะဘာမှရဲထူးဆန်းတော့မပါဘူး poster လေးနဲ့လုံးဝမိုက်တယ်เนาะခုလေးကမှချစ်စရာလေးဗျာချိုးလိုက် Honda သူအိတ်စိုးအလဲမှာမော်ဒယ်အဖြစ်ဒီကောင်2020ဝင်းပေါ်မှာပဲရှိနေမှာဗျတော်တော်လေးလှတယ်ချစ်စရာလေးပေါ့နော်လှတာလည်းချစ်စရာကောင်းတယ်ဒီမှာဗန်နာလေးမှာလူဝင်ပေါ့နေနော်အေးမဟုတ်တော့အမှန်ကြီးဟိုကအမှန်ကန်စားလေးပေါ့နော်ဒါတော့ civic တွေထားရတဲ့နေရာပေါ့နော်ဒါသူတို့ဒီဘက်မှာ civic တွေစီးထားတယ်ဒီမှာ civic တွေပဲ model အနှိမ့်မြင့်နေဒါဆိုရင်1920 model တွေပေါ့နော်ဒီဘက်ဒီနေရာတော့သူက20နဲ့1နှစ်အဲ့လောက် model ဖြစ်သွားတယ် model 20အထက်မှာပေါ့နော်ဒီဘက်မှာလည်း civic တွေသူကဘာလို့လဲဆိုတော့ဒီ model 18ပေါ့နော်အဲ့ရနေစပြီးတော့ဒီ20လောက်ကဒီရှိရုပ်ပဲလေ20အထက်မှာကြာမှတော့ပြောင်းသွားတာဒီမှာနော် Honda ဒီကဈေးကြီးတယ်နော်ဒီကအနည်းဆုံးဘတ်7သိန်းနဲ့တန်အဲ့လောက်ရှိတယ်ဒီကဒါကျွန်တော်တို့ရှုံးလုံးထဲမှာရှိတယ်ဒီကနောက်တစ်စီးပေါ့နော်ဒီကတော့ပေါ့နော်ဒီရှိတာငါကြည့်လိုက်ဒီမှာဆိုရင်ဒါ Nissan နေပဲ Nissan 350C ဒီမှာတစ်စီးရှိတယ်နောက်ပြီးဒီမှာဖြူအောင်လေးကတော့ငင်ငင်လေးနဲ့လုံးဝလှတယ်ဆိုတော့ဘက်ကိုပြောတယ်ဒါဖြူလုံးဝဖြူလေးဖြူစွတ်လေးဒါကြားဖြတ်ကျွန်တော်ခုနပြောတဲ့ Acura လို့ပါလို့ကားလေးချစ်စရာလေးငါကြီးတာဖားနေအောင်လာကြတာမိုက်လို့ချစ်စရာလေးကားလေးကျွန်တော်အကြိုက်ဆုံးကတော့ဒီမဲအောင်ကားမဲအောင် Rings ကတော့ဗာရွှေအောင်နဲ့တော်လာသူ့ရဲ့ Rings တာယာ stock ပတ်ထားရတယ်ကုံတော့တာတကယ်မိုက်တယ်ပြီးအနောက်မှာသူက spoiler လဲတာတော့ရိုးလေးနဲ့ရေလေးလှတဲ့ကားဗျာဒီကားဒီဘက်မှာတော့ဒါ DK ရဲ့ဟိုပါဗောဆရာကြီး DK ရဲ့ကားလိုက်တဲ့လုံးဝ face size skin နဲ့နော်သူကတော့ဒါ face size skin နဲ့လုံးဝအဲ့ design အောင်လုပ်ထားတာဖြစ်တယ်လုံးဝ spoiler ကကျွတ်စင်လုံးဝအဝိုင်းဆိုကပိတ်အောင်ရေးကျွတ်စင်နေတာအိမ်မို့ဒါကြီးလို့ share ပဲမဲအောင်ဒီကောင်တော့တော်တော်ကြိုက်တယ်ဒီကောင်တော်တော်မိုက်တယ်သူလှုပ်ထားတဲ့ဒီထေးလိုက်အဲ့ထေးလိုက်တော့တော်တော်မိုက်တာအဲ့ထေးလိုက်ဒါခုနကျွန်တော်ရိုက်ထားတာတော်တော်လာဒီအလွမ်းအောင်လည်း show တာလုံးဝ map black ဘက်ကိုသွားတာရိုးမဲအောင်မဟုတ်တော့ map black ဘက်ကိုသွားတာနေလေးတွေကားလေးတွေလုံးဝလုတ်ပြနေတာဒါ Nixon ဒီကားကဒါကျွန်တော်ဘော်စီပထမ drip storm လို့ဆိုပြီးတော့ဝယ်မလို့ပဲဝယ်မလို့ဒါကျွန်တော်တို့ hello လုပ်နေတယ်ဒီကနောက်တစ်ရက်စီရောင်းထွက်သွားတာပေါ့နော်ကျွန်တော်လိုက်ပြီးတော့မေးစမ်းကြည့်တယ်အဲ့ကမရလိုက်တော့ဒါကျွန်တော်တို့ဝယ်မလို့ဒါကျွန်တော်ကြံခဲ့တဲ့ကားဗျာကျွန်တော်မရလိုက်ဘူးi7 ဒါရိုးလုံးဝ original site original design ဘာမှ modify လုပ်ထားခြင်းမရှိတဲ့ကား modify တော့ဒီ body kit ကိုပြောတာနော်ဒီလုံးပြင်ထားတဲ့ site လေးတော်တော်လှရနော်ချစ်စရာလေးကားလေးကဟိုဆင်းလာတဲ့ကောင်လေးကိုလည်း show လိုက်ကောင်လေးကလည်းချစ်စရာလေးကားလေးကလည်းချစ်စရာလေးပါဒီကားလေးI am not gay. I have relationships with women and sex with men. ခုတော့ဒါဒီကျွန်တော် Central Rama 9မှာလုပ်တဲ့ JDM ကားမီဖြစ်ပါတယ်အခုကတော့9နာရီထိုးနေပြီပေါ့နော်သူတို့ကတော့ပွဲရတော့10နာရီမှပြီးမှာဒါပေမဲ့ကားကြီးလည်းသိမရှိတော့ဘူးသူတို့လည်းပြန်ဝင်ကြပြီဗျာဒီဂျေစင်အောင်သိမ်းအောင်ဆိုကျွန်တော်လည်းဒါအခုအားပေးမဲ့ဘောလုံးပွဲလေးရှိသေးလို့ဆက်သွားလိုက်အောင်ပဲဘောလုံးပွဲလေးကြည့်ဖို့ကဲပြန်ပြီBye bye.